အာနီဆလော့နဲ့ပေါင်းမာတဲ့တိုင်းဘောလုံးလောကကနေနိုင်ယူတင်ပါပြီဆလော့တယောက်ဘာတွေလုံနေမှန်းကိုမနားမလည်နိုင်တော့ပါဘူးလှုပ်ချင်တာတွေလှုပ်လို့ဖြစ်ချင်တာတွေဖြစ်ပြီးအခုဆိုရင်ဒီဘာဦးကစနပွဲကစားရမှာ6ပွဲရှုံး6ပွဲနိုင်အနေထားတွေကိုရောက်သွားခဲ့ပြီဖြစ်ပါတယ်ယာလီစာတော့ကတော့ဒီနေ့လေလဘာဦးရဲ့နှစ်ပဲလို့ခံမှန်းခဲ့ကြပေမဲ့အခုတော့အဲ့ဒီခံမှန်းချက်တွေကတက်တက်ဆင်အောင်လွဲသွားတာပါနောက်ပြီးတော့ဟီဟာလာလို့မရတဲ့ FIA ဆိုရင်လည်းအခုလက်ရှိမှာဟီဟာကိုအလွယ်တကူသွားလုံနိုင်တဲ့ကွင်းကြီးတတ်တာဖြစ်သွားခဲ့ပါပြီနောက်ပြီးတော့ပွဲမတိုင်ခင်ခံမှန်းထားကြတဲ့အတိုင်းဒီနေ့မှာလေဘာဦးဟာတကယ်ပဲရှုံးသွားခဲ့ပါတယ်ပြီးတော့ဒီရှုံးပွဲအကြောင်းပါဘူးကအစင်း7အထိတောင်မှရောက်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်အမှန်တိုင်းပြောရမယ်ဆိုရင်လက်ရှိအသင်းကြီး6သင်းထဲမှာလေဘာဦးကလူစင်းအတောက်တင်းဆုံးလည်းဖြစ်တယ်လို့အခြေအနေအဆိုးဆုံးလည်းဖြစ်နေပါတယ်။ဒါကြောင့်အခုပုံစံနဲ့ဆိုရင်လေဘာဦးတို့ဥရောပမှာလည်းဝင်တိုးလို့ဘယ်လိုမှမရနိုင်ပါဘူး။လေဘာဦးကိုအဓိကဒုက္ခပေးနေတာကတော့သူ့ရဲ့ခံစစ်ကစားသမားတွေပါပဲ။ဗန်ဒိုက်ကလည်းအားရှိဆရာကြီးထားနဲ့စိတ်ပဲတုန်နေပြီးစွမ်းဆောင်ရည်ကြတော့အောက်ဆုံးရောက်နေတာပါ။ဘရိုင်တန်တုန်းကလည်းဗန်ဒိုက်နဲ့တခြားစီပါပဲ။ဒါကြောင့်ဗန်ဒိုက်ကခုလက်ရှိမှာနေဝင်သွားပါပြီ။အဲ့တော့ဗန်ဒိုက်ကိုအဓိကထားသုံးနေတဲ့လေဘာဦးခံစစ်ကလည်းပွဲတိုင်းမှာမီးလောင်နေရတော့ပါ။ဒါကိုစလော့ကိုတိုင်းလည်းနီးစနစ်တွေနဲ့ဘယ်လိုမှအပြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။ဗန်ဒိုက်ကိုအနားယူခိုင်းလိုက်မှပဲရမှာပါ။နောက်ပြီးတော့အသင်းသားတွေကလည်းတိုက်မယ်ဆိုပြီးဇွတ်တွေတိုက်ပြမယ်ဒါမဲ့တစ်ချက်ကလေးတော့ထိထိမိမိကန်နိုင်ကြပါဘူးနောက်ပြီးပြန်ဘက်ကတကူလောက်တွင်းလိုက်တာနဲ့9ရက်လောက်ထမင်းမစားရတဲ့မျက်နှာမျိုးတွေဖြစ်သွားတာလေဘာဝရဲ့အားနေချက်ပါပဲစိတ်တဲ့အကြမြန်တယ်လို့စိတ်လဲအတော်ပြောပါတယ်အသင်းရဲ့ထောက်တိုင်ဆာလာကတော့ပြောမနေပါနဲ့ဘောလုံးဆွဲပြေးရမှာတော့သူ့အတွက်ခက်ခဲနေတာပါအလင်းခေါင်းလည်းမလုံနိုင်လူလည်းမကြော်နိုင်မောကျင်လည်းမောကွမ်းကျင်လည်းပန်းနေတာဆာလာကလည်းပပြေးုံကလွယ်ပြီးဘာမှမကြံနိုင်ပါဘူးနောက်ပြီးဒီပွဲမှာငါတို့က Florian Wirtz မပါလို့ဘာညာဆိုပြီးတော့ဆင်ញင်ပေးလို့မရပြန်ပါဘူး Florian Wirtz ပါလဲသူကပြောင်းနေမှာဖြစ်တဲ့အတွက်မပါလိုက်တာကပဲအပြစ်ပြောခံရမယ့်အရေးကနေကင်းလွတ်သွားခဲ့တာဖြစ်ပါတယ်နောက်ပြီးလက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းလေးပါဆိုတဲ့ Gravenberch ကလည်းဒီပွဲမှာလူလိုက်ချရုံကလွယ်ပြီးဘာမှမတက်နိုင်ခဲ့ပါဘူး Foray ရဲ့ရှန်တောက်ကောင်တာတွေကိုလည်းမဖြတ်တောက်နိုင်ခဲ့တဲ့အပြင်အဲ့ကောင်တာတစ်ပေါက်တွေကြောင့်ပဲခံတော်ခန်းစားသွားခဲ့ရပါတယ်ဒီတော့ Foray လိုအသင်းမျိုးကတော့ကောင်တာနဲ့ဂိုးပြတ်နိုင်နေဆိုတော့လဘဝရဲ့အခြေအနေကိုတစ်ချက်လောက်ပဲတွေးကြည့်လိုက်ကြပါခင်ဗျာနောက်ပြီးလူစင်းကအရင်တုန်းကနှစ်နဲ့အတော်လေးကိုကွာသွားခဲ့ပေမဲ့ပုံစံတွေကတော့အရင်တုန်းနှစ်ကနဲ့တခြားစီပါနောက်ပြီးအသင်းထဲမှာစိုင်းပြီးတဲ့ကစားသမားတွေလည်းတော်တော်လေးများလာပါတယ်နောက်ပြီးရှိပါသေးတယ်တစ်ဖက်အသင်းမှာမှွေမဲ့ကစားသမားတယောက်လောက်ပါလာပြီးဆိုရင်ကိုလေဘာသင်းလုံးပြထွက်ကြကုန်တာပါကြောက်တာလားလန့်တာလားငွေချင်းရှင်မဲရှိနေတာလားမပြောတတ်ပါဘူးပြီးခဲ့တဲ့ပွဲမှာဒိုကူကလေဘာနောက်တန်းကောင်းမှုနဲ့ပွဲစဉ်အကောင်းဆုံးကစားသမားစုကိုတော့ရသွားပါတယ်လေဘာခံစစ်နေရာမှာ United တာဆိုရင်ဒိုကူအဲ့လောက်မှွေလို့မရပါဘူးဒါကြောင့်ပလိုင်းပေါင်းနဲ့ဖားကောက်ဖြစ်နေတဲ့လေဘာကတော့လက်ရှိခံစစ်ကစားသမားတွေကိုနားယူခိုင်းပြီးသွေးသစ်ပြန်အောင်တင်ပါတယ်ဒီတော့အမှန်တိုင်းပြောရမယ်ဆိုရင်ခုပုံစံတွေကလေဘာဦးတို့တမ်းမစင်းရရင်တော့ကန်ကောင်းပါဒါပေမဲ့ပေပေတီတီနဲ့ခုပုံစံတိုင်းဆက်သွားမယ်ဆိုရင်တော့ဆလော်ရောတွေ့ရနေစနစ်တွေရောအခုဘောလုံးလောကကနေမှနိုင်ယူလိုက်ရမှာပါဒီတော့အခုလက်ရှိမှာဆိုရင်အရင်ကူအောင်နေကြ United နေရာကိုစားရသွားတဲ့သူကတော့လေဘာဦးပဲဖြစ်ပါတယ်ခင်ဗျာ